အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါကတော့ပေါ့နော်ပစ္စည်းတစ်ခုမှာတယ်ဒါပေမဲ့လို့စာရွက်ထားခဲ့တယ်စာရွက်ထားခဲ့တဲ့ခါကျလို့ရှိရင်ပြန်ချင်းရတာမျိုးမဟုတ်ပဲနဲ့ကိုယ့်အိမ်မှာလော်ကာပေါက်ထဲကိုထည့်လို့မရတဲ့ပစ္စည်းတွေဆိုလို့ရှိရင်ဒီတကူဟိုင်ဘကုဆုဆိုတဲ့ထဲကိုထည့်ပေးခဲ့တယ်ဆိုရင်အန်ရှော်ဘန်ကိုနဲ့ဒီတကူဟိုင်ဘကုဆုရဲ့ဘန်ကိုရေးပေးခဲ့တယ်ပေါ့နော်အဲ့ဒါလေးဒီအခုဒီစာရွက်အရာဆိုလို့ရှိရင်ယွန်းဘန်ဒီယွန်းဘန်ဘကုဆုထဲမှာကြည့်ရမှာပေါ့နော်အဲ့တော့အန်ရှော်ဘန်ကိုကတော့ဘယ်လောက်လဲဆိုလို့ရှိရင်နေကျူးဆန်းပေါ့နော်အဲ့တော့နှစ်တုံးလို့ရေးပြီးတော့ဒီလော့ကိုလှည့်လိုက်လို့ရှိရင်ပွင့်သွားမယ်ပေါ့နော်ဟုတ်အဲ့တော့နီးဆန်းဆိုပြီးတော့နှိပ်ပြီးတော့ဒီ open ဆိုတဲ့ဒီ counter clockwise ဘက်ကိုလှည့်လိုက်တာနဲ့လော့ကာလေးကိုဖွင့်လို့ရသွားပြီပေါ့နော်ဒီတကူဟိုင်ဘကုဆုအဲ့တော့ချိုးရတော့ဒီပုံမှန်အပြင်အိမ်ရှိမှထားခဲ့မလားဒါမှမဟုတ်လော့ကာထဲမှာထည့်ပေးခဲ့မလားဆိုပေမဲ့လို့ပစ္စည်းကြီးတဲ့ခါကျလို့ရှိရင်ကိုယ့်ရဲ့အိမ်မှာဒီတကူဟိုင်ဘကုဆုရှိတယ်ဆိုလို့ရှိရင်ဒီလိုပုံစံမျိုးနဲ့ထားပေးခဲ့တယ်ပေါ့နော်ဒါလေးကတော့ဖွင့်ပုံဖွင့်နေလေးပဲဖြစ်ပါတယ်ရှင်အားလုံးကျေးဇူးများတင်ပါတယ်ရှင်